သွေးထွက်တန်ယိုပဋိပက္ခကိုအမြန်ဆုံးအဆုံးသတ်ဖို့အပြစ်အခတ်ရက်စဲရေးကိုထက်ခါတလဲလဲတောင်းဆိုနေစဉ်မှာပဲဟာမတ်စ်အုပ်ချုပ်တဲ့ဂါဇာကမ်းမြောင်ဒေသရဲ့အခြေအနေဟာအရှိန်အဟုန်နဲ့ဆိုးရွားလာနေတယ်လို့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကအောက်တိုဘာလ29ရက်တနင်္ဂနွေနေ့ကသတိပေးလိုက်ပါတယ်။ဂါဇာကမ်းမြောင်ရဲ့အခြေအနေကအချိန်နဲ့မျှပိုဆိုးလာနေပါတယ်။နိုင်ငံတကာအတိုင်းအဝန်းကတောင်းဆိုနေတဲ့လူသားချင်းစာနာမှုဆိုင်ရာခေတ္တအပြစ်ခတ်ရက်စဲရေးကိုပယ်ချပြီးအစ္စရေးကစစ်စင်ရေးတွေအရှိန်မြင့်လှုပ်ဆောင်လာတဲ့အတွက်စိတ်မကောင်းပါဘူးလို့နီဘောနိုင်ငံကိုအလဲပတ်ရောက်ရှိနေတဲ့ဂူတာရက်စ်ကပြောပါတယ်။ကမ္ဘာကြီးဟာလူသားချင်းစာနာမှုဆိုင်ရာကပ်ဘေးတစ်ခုကိုမိမိတို့မျက်မှောက်မှာမြင်တွေ့နေရပါတယ်။သွားစရာမြေမရှိတဲ့လူပေါင်း2 သန်းကျော်အတွက်မရှိမဖြစ်လိုအပ်နေတဲ့အစားအစာရေအမိုးအကာနဲ့ဆေးဝါးကုသရေးတွေကိုဘုံကျဲတိုက်ခိုက်မှုတွေအရှိန်မြင့်နေပြီးအငင်းပယ်ခံနေရတယ်လို့ကာတာမှာဆွေးနွေးပွဲအပြီးနီဘောကို4 ရက်ကြာအလဲပတ်ရောက်ရှိနေတဲ့ကုလထိပ်တန်းတန်တမန်ကပြောကြားလိုက်ပါတယ်။